narcissistic တွေရဲ့ abuse ကနေခံရပြီးတော့ပြီးဆိုတဲ့အခါမျိုးမှာကျမတို့တွေကဒီအရာတွေကိုပြန်လည်ပြီးတော့ကုစားနိုင်ဖို့အတွက်ဆိုရင်ကျမတို့တွေက healing ဆိုတာကလိုအပ်တယ်ညီမလေးတယောက်မေးထားရှိရဲhealing ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပေါ့နော်အဲ့တော့ healing လုပ်ဖို့အတွက်ခါကြတော့ပြောရမယ်ဆိုရင်တော့သူက process အရှိကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ရဲ့ပြီးရင်ဒီ video လေးထဲကနေလဲဆက်နာမဟုတ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အလွယ်ကူဆုံးနီးလန်းလေးနှစ်ခုကိုပြောပြပေးတော့ပါမယ်အဲ့တော့ healing အကြောင်းမပြောခင်မှာပေါ့နော်တော်တော်များများထင်ကြတာတန်ရာဆိုတာကဒီပြင်ပကတန်ရာတွေဆိုရင်ကျမတို့တရားဆေးထဲ plaster ထည့်လိုက်လို့ရှိရင်ပြီးတော့တယ်ဆိုပေမဲ့ဒီစိတ်ပိုင်းဆိုင်ရာတန်ရာတွေကိုတော့ကျမတို့တွေကလစ်လူရှုတာတွေတော်တော်များများစုံတွေ့ခဲ့ရတယ်ပေါ့နော်သူတို့ဒီကနားမလဲလို့ပဲလားတော့မဟုတ်ဒီကို့မှာဒီစိတ်တန်ရာတွေရှိနေလို့ရှိနေမှမတိတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်လို့မျိုးဒီအရာတွေကအရေးမကြီးဘူးလို့လည်းထင်ကောင်းထင်နိုင်တယ်အဲ့တော့တကယ်တမ်းကျမတို့ဘဝတွေကိုလွှမ်းမိုးမှုရှိနေတာဒီစိတ်တွင်းပိုင်းတန်ရာတွေကအများကြီးလွှမ်းမိုးမှုရှိတယ်ဒီစိတ်တန်ရာတွေကိုကျမတို့တွေကပြန်နေပြီးတော့ကုစားနိုင်တယ်ဆိုရင်ကျမတို့ဘဝအတွက်အများကြီးတိုးတက်ပြောင်းလဲသွားစေနိုင်တယ်ပေါ့နော်အဲ့တော့ဒါကလူတိုင်းအတွက်လည်းလှုပ်လို့ရတဲ့နီလန်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်လှုပ်ကြည့်ပါပထမနီလန်းကပါလဲဆိုတော့ journaling ဖြစ်ပါတယ် journaling ရေးတာဒီဒါကကျမတို့ဘဝအတွက်အများကြီးကောင်းကျိုးရှိစေနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်နောက်ပိုင်းကျလို့ရှိရင်ဒီအကြောင်းလေးတွေကိုလည်းကျွန်တော်ပြောပေးအောင်မယ်ပေါ့နော်အဲ့တော့ journal လုပ်တဲ့အခါမျိုးမှာဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ morning journal လုပ်လို့ရတယ် evening journal လုပ်လို့ရတယ်weekly journal လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ journaling prompt လေးကိုဘယ်ကနေတော့ယူရမလဲဆိုရင်အခုဒီ better sub ကနေကျွန်မတို့မျှဝေပေးထားရှိတဲ့အတွက်ကြောင့်မလို့အဲ့ video လေးမှာတွားပြီးတော့ရှာကြည့်ပါနောက်တစ်ခုကဒီ Sunday research journal ဆိုတဲ့ဟာလေးလဲဒါကလုံးဝ free လုပ်ပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့သွား download ဆွဲယူပြီးတော့အဲ့နေလန်းအတိုင်းကိုလုပ်ကြည့်ပါပေါ့နော်အဲ့တော့ဒါက journal နောက်တစ်နည်းကပါလဲဆိုတော့ Ho'oponopono ပေါ့နော် Ho'oponopono နီလန်းကဒါကတော်တော်များများလဲတိကြမယ်တချို့မတိတည်တဲ့သူအတွက်ကိုပြောပေးမယ်ပေါ့နော်အဲ့ဒါကပါလဲဆိုတော့ကိုခွန်းလို့မှု down ဆိုခြင်း I'm sorry please forgive me thank you I love you ဆိုတဲ့ဒီစကားလုံးလေးလုံးကိုကိုပြန်ပြောတာဖြစ်ပါတယ်